တွေကတော့သူတောင်းတာရိုးရိုးသားသားဟိုဟာတွေပေါ့နော်ကိုနေနိုင်မှုစားနိုင်မှုကိုနေနိုင်တယ်လို့နေနိုင်မယ်ဆိုရင်အများအားဝယ်ကန်အဲ့ဒါလေဘာဖြစ်လဲဆိုတော့သူတို့သဘောတူလောက်တယ်ဆိုလို့ဒါပြောပြသူမိဘပေါ့သူဘယ်လိုဆက်ဆံလဲဆိုတော့ကျွန်တော်ကြည့်ပါဟိုထမိန်ဆိုလဲအမေထမိန်မကင်တယ်လို့ပါအဲ့လိုမျိုးဟာဆိုရင်အစ်မပြေဘူးပါသိရမလားအဲ့လိုမျိုးကြည့်တယ်ဆိုရင်ခဏလှုပ်ယူတဲ့လူမျိုးနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲနော်ဘယ်သူအညောကလည်းဗလိုင်းရောကိုဘောင်းမီကိုထမိန်နဲ့ဘက်ကလေးဆိုသွားလဲပေးမှာမဟုတ်ပါဒါပေမဲ့သူတို့မျက်လုံးထဲမှာသူတို့စိတ်ထဲမှာကိုကသူတို့အသက်ဆုံးနေပေးရမယ်လို့မဟုတ်လေအရှင်ပြေမဲ့လူပေါ့သူတို့သိရသူတို့လည်းစိတ်ပြတ်တယ်ထင်ပါတယ်သူတို့တမီးပါတယ်ကြိုက်နေမှမသိအဲ့လိုမျိုးဖြစ်မှာပေါ့နော်အဲ့မတက်နိုင်ဘူးလေညောကလည်းညောကယူမဲ့လူယူမှာပေါ့ယူချိန်တန်းတရားနဲ့နားလည်မှုရှိနေအဆင်ပြေတယ်ဗျာကိုချစ်နေချစ်တယ်ဗျာသူလည်းအပြင်မှာလည်းခါမှမတွေ့ဘူးသူလည်းချောပါတယ်ညောကမျက်လုံးထဲမှာကြီးလို့ကောင်းတယ်လို့ထင်တယ်တောင်းရည်သားမယ်ကိုချစ်တဲ့ကောင်မလေးတော့လူသိုးကြီးဖြစ်နေပြီကိုကြည့်လို့ကောင်းနေတာပဲဗျာအဓိကဒါပဲတောင်းတဲ့တောင်မတူဘူးပေါ့နော်ဆိုတော့ကိုနဲ့လိုက်ဖက်တဲ့အတွေးခေါ်ရှိဖို့အဓိကတော့သူဘာတွေပဲဘွဲတွေရထား၄ဘွဲပဲရထားတပွဲမှမရထားတည်ရမလားအဓိကတော့လူခွင့်ရေဟိုမြန်နိုးတဲ့လူပေါ့နော်ပြင်အဲ့လိုဟိုသူယောက်ျားမလို့ငါထပ်ပို့ပြီးတော့ဒီမိန်းမထပ်ပို့ပြီးတော့ဟိုရှာနိုင်ရမယ်လို့ငါပဲထုတ်ကြွေးရမယ်လို့အဲ့လိုတွေအဆင်မပြေဘူးညောကယောက်ျားယူရင်ညောကပဲထုတ်ကြွေးနေတာကွာဟာမငင်းဘူးမလုပ်ပါနဲ့ခမရဗျာထုံမြောက်အောင်ရဲ့အခြေရေးနဲ့ပတ်သက်ပြီးတော့မှအမတန်မှ line ပေါ်မှာလည်းလှုပ်ခတ်ပြီးတော့မှရောက်ရက်တွေခတ်နေတာပါတယ်ကျွန်တော်လည်းကြည့်ဖြစ်ပါတယ်သူလည်းမေးဖြစ်ပါတယ်သူလည်းဝန်ခံပါတယ်မဟုတ်ပါဘူးတဲ့အခုတော့ရှင်နေခုံးနေတယ်တော်တော်နားလေရတယ်ဂျီကလေသိလားသူကအရာရမ်းပွင့်လင်းတယ်လေ